အားလုံးပဲမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကျွန်တော်ဒီနေ့ software လေးတစ်ခုလေးနဲ့မိတ်ဆက်ပေးမယ်ဒီ software ကလုံးဝဘောလုံးကွက်အစုံလင်းနေအားကစားတွေရုပ်ရှင်တွေအကောင်လုံးအစုံလင်းကြီးလို့ရမှာဖြစ်တယ်ဘောလုံးကွက်လည်းတော်တော်စုံလင်းလင်းကြီးလို့ရမှာဖြစ်တယ်အဲ့တော့ဒီ software မပြခင် software ဘယ်လို download မလဲဆိုတော့ Play Store တို့မဟုတ် Upload TV တဲ့ဟို Upload TV ကနေပြီးတော့ဒီ downloader ဆိုတဲ့ software လေးကို down ပြီးတော့အဲ့ထဲကနေဒီ number ဒီမှာကိုနှိပ်လိုက်အဲ့ဒါဆို software download မှာဖြစ်တယ်ဘယ် software download မလဲဆိုတော့ဒီ IPTV Smarter Pro software လေး download မှာဖြစ်တယ်အဲ့ software လေးကနောက်ဆုံး version လေးဖြစ်တဲ့အသုံးရတာအဲ့တော့ဒီ software လေးနဲ့ပြောင်းသုံးလို့ရတယ်ငါကိုအကောက်ဝယ်သုံးထားတဲ့မိတ်ဆွေတွေကလည်းဒီ software ပြန်ပြောင်းသုံးလို့ရတယ်ဒီထဲမှာသူ့ထဲမှာပါမှာဖြစ်တယ်အဲ့တော့ဒီမှာ movie ဆိုရင်လည်းဒီမှာရုပ်ရှင်ဟို quality လုံးဝအစစ်အမှန်ကို Android box အမျိုးအစားကောင်းကောင်းလေးတွေဝယ်ခြင်းရင်လည်းလုံးဝ quality အစစ်အမှန်ပစ္စည်းလုံးဝအစစ်အမခံပြီးတော့ရောင်းပေးတယ်အယောင်ငွေချေလေးပို့ပေးတယ် Viber ထဲမှာ Viber နဲ့ order လေးတင်လို့ရတယ်အကောက်ထဲမှာကျွန်တော်ဖုန်းနံပါတ်လေးတင်ပေးထားတယ်အယောင်ငွေချေလေးရတယ်အားလုံးကျေးဇူးပါ